အားလုံးမင်္ဂလာပါဒီနေ့တော့ရင်နွေးချမ်းလေးတောက်ရင်စကားလေးပြောခွင့်ပြုပါတခြားတော့မဟုတ်ပါဘူးကျွန်တော်တို့ SKL Training Center အင်ချမ်းမြေအခြေခံပညာပေးတင်နန်းနဲ့ပတ်သက်ပြီးတော့မှချက်ပေါက်မှာကောဖုန်းနဲ့တော့၎င်းလာရောက်ပြီးကျွန်တော်တို့တင်နန်းကြီးကိုဈေးစစ်နေပြီးတောင်းဆိုနေတဲ့လူတွေအတွက်ပါကျွန်တော်တို့တင်နန်းဟာဒီဥပဒေပိုင်းဆိုင်ရာဝါရင်ဆရာကြီးဦးကောင်းဖေတို့ဆရာကြီးဦးထီယူတို့နော်တင်နန်းလာပေးတဲ့ဆရာတွေအားလုံးဆရာညီစိတ်ပညာလို့ဆရာဇေယျလို့ကျွန်တော်တို့တော့အရင်ပေးခဲ့တဲ့ဆရာတွေဌာနဆိုင်ရာကဒီလူကြီးတွေတဲ့တရားမှကျွန်တော်တင်နန်းကြီးကိုမသုံးပါဘူးကျွန်တော်တို့တင်နန်းကြီး3သိန်းဟာလေကျွန်တော်စုစည်းပြီးတော့မှကျွန်တော်တို့အိမ်ချမ်းမြေနဲ့ပတ်သက်တဲ့အဝန်းဝိုင်းကိုကူညီဖို့ကျွန်တော်တို့စုထားပါတယ်အခုနာရီကားစီဝယ်ပြီးပါပြီနာရီကူညီမှုတွေလုပ်ရဲမျှဝေခြင်းကုသိုလ်လည်းယူရဲနဲ့ကျွန်တော်တို့တင်နန်းပေးတဲ့ရည်ရွယ်ချက်အနေနဲ့ကျွန်တော်တို့တင်နန်းပေးနေရခြင်းဖြစ်ပါတယ်နောက်တစ်ခုကတင်နန်းသူတင်နန်းသားတွေအခြေခံပညာအထွေထွေပုဒ်ရရရှိပြီးတော့မှဒီအိမ်ချမ်းမြေနဲ့ပတ်သက်တဲ့လောက်ကင်စားတောက်မှုတွေဆင်ပြေအောင်ပြီးတော့ network ရအောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့ကျွန်တော်တို့ဒီတင်နန်းပေးနေရခြင်းဖြစ်ပါတယ်တင်နန်းလာရောက်တက်ချမ်းဖြစ်လဲတင်နန်းသူတင်နန်းသားတွေအတွက်ကလည်း network လည်းရမယ်ပညာလည်းရမယ်နောက်လူပြီးသားလည်းဖြစ်သွားတာပေါ့နော်ဒီရချက်ကရန်ကောင်းပါတယ်ကျွန်တော်တို့ကြားရှိတဲ့တင်နန်းကြီးတွေကျွန်တော်ဆရာတွေဘယ်သူမှမတုံးမနဲ့စုစည်းပြီးတော့မှချစ်ချစ်လေးလေးနဲ့ကျွန်တော်တို့အခုတလန်းချင်းလမ်းနေတာနိုင်ရေးကားတစ်စီးတော့ရပြီပေါ့နော်ရှေ့လျှောက်လဲကျွန်တော်တို့ဒီငွေတွေစုပြီးတော့မှပို၍ဒီ private လုပ်ငန်းတွေမှာသုံးနိုင်ဖို့ရည်ရွယ်ပြီးတင်နန်းကျောင်းတင်နန်းလေးဖွင့်နေခြင်းဖြစ်ပါတယ်အခုလည်းတင်နန်းသားတွေပြည့်တော့မယ်4-5ဦးလောက်ပဲလိုတာပေါ့နော်ဒါရောက်ပြီးတင်နန်းအမြန်အနံပြီးတော့မှကုတူယူရင် network ဖွဲ့ရင်ပညာယူရင်းနဲ့လာရောက်တက်စေချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်